တင်းကမေးတယ်အောင်ခန့်ပိုင်ကိုမတိသေးလို့ဒီကောင်ကသတင်းနေနဲ့ချတယ်တချင်းနေနဲ့ချတယ်ဆိုအောင်ခန့်ပိုင်မပေါက်သေးလို့လောက်တာမဟုတ်ဘူးပေါက်ပြီးသားကိုထပ်ပေါက်အောင်လို့စောနေတာအောင်ခန့်ပိုင်ကနဲမှာမြို့မှာမြန်မာနိုင်ငံနဲ့အနေနဲ့ရက်မှာပရိသတ်တွေက80ရာခိုင်နှုန်းသောပရိသတ်တွေအောင်ခန့်ပိုင်ကိုတိနေပြီတခက်နဲ့ထောက်ခံအားပေးနေပြီ30ရာခိုင်နှုန်းသောပရိသတ်ပဲကြံတော့တယ်အဲ့30ရာခိုင်နှုန်းသောပရိသတ်တွေအောင်ခန့်ပိုင်ကိုတိလာအောင်ခန့်ပိုင်ကိုမသိယုံဟာဆိုတော့အားနဲ့မှလည်းကျွန်တော်အပြင်းထန်စ조사နေဟုတ်ကဲ့အခုဆိုတော်တော်ကျဉ်းတဲ့အားရမှုဖြစ်လာပြီပြီးခဲ့တဲ့ရက်ကဆိုအင်တာဗျူးတစ်ခုဖြေလိုက်တာ1 day တရက်ထဲနဲ့2.5 million ချီသွားတယ်ခင်ဗျာမြန်မာလိုရှင်းပြမယ်2.5 million မသိတဲ့သူတွေကတရက်ထဲကို view 25သိန်းမင်းက channel တစ်ခုတည်းဖြစ်တာမဟုတ်ဘူး channel ပေါင်းများစွာသွားကြည့်နော်အောင်ခန့်မှန်ကို view တဲ့ channel တိုင်းပေါက်တာနော်တချို့ channel ကအမားတွေပြောမောင်လေးတဲ့နင်ပေါက်တာကဝက်ကွယ်တဲ့နင့်ကို view တဲ့ channel တိုင်းကိုပေါက်တာတဲ့ဟာကျွန်တော် channel ကမိတ်ဆွေတယောက်နဲ့ရင်းကြီးတော့မေးတယ်အကိုလို channel မှာ view ဘယ်လောက်တက်ရင်ပေါက်တာညီလေးတဲ့9သိန်းတက်ရင်ပေါက်ပြီတဲ့25သိန်းကိုနော်တချင်းလိုပဲအတိုင်းထက်အလွန်ပဲနော်အဲ့ဒါက channel တစ်ခုတည်းမှာဖြစ်တာမဟုတ်ဘူး channel အများစုမှာအောင်ခန့်ပိုင်ကိုမေးတဲ့ channel အများစုကိုဝင်ကြည့်ပါမီလီယံချီသွားပြီအောင်ခန့်ပိုင်ဆိုထားတဲ့တချင်းတွေကလည်းမီလီယံ view ဆောင်15ဖို့ဖြစ်သွားပြီ